ရင်ကောင်တွေသူ့မျက်နှာပေါ်နားနေချိန်မှာပဲမားတယောက်ခေါင်းတွေအရမ်းကိုက်ပြီးမြေပြင်ပေါ်မှာနိုးလာပါတော့တယ်သူကတော့အရက်တွေအလွန်ကျွံတောက်မိလို့ပဲထင်နေတာပါအဲ့ဒီအချိန်မှာပဲသူတခုခုထူးထူးဆန်းဆန်းအနံ့ရလို့ကြည့်လိုက်တဲ့အခါရင်ကောင်တွေဝိုင်းနေတဲ့ကြွက်တွေတကောင်ကိုတွေးလိုက်ရပါတယ်မားတယောက်လမ်းဖြန့်ပြီးထားထိုင်လိုက်တဲ့အခါသူဟာအရန်ကိုထူးဆန်းတဲ့အခန်းတစ်ခုထဲရောက်နေမှန်းသတိထားမိသွားပါတယ်အခန်းထဲမှာနယံကဗီရိုတစ်လုံးနဲ့မျက်နှာကျက်ကမီးသီးကလွယ်လို့ဘာမှမရှိပါဘူးတန်တကားကြီးကိုကြည့်ရတာဒါဟာမြေအောက်ခန်းဒါမှမဟုတ်တိုးလောင်ရုံတစ်ခုဖြစ်ပုံရပါတယ်မားတကားကိုဖွင့်ဖို့ကြိုးစားပေမဲ့လက်ကင်ကနည်းနည်းလေးတောင်မလုပ်ပါဘူးဒါဟာသူ့တငယ်ချင်းတွေနောက်နေတာလို့ထင်ပြီးတကားကိုထုရိုက်ကဖွင့်ပေးဖို့အော်ဟစ်ပါတော့တယ်ဒါပေမဲ့ဘယ်သူမှပြန်မထူးပါဘူးဖုန်းထုတ်ကြည့်ပြန်တော့လဲလိုင်းကလုံးဝမမိပါဘူးဗီရိုကိုဖွင့်ကြည့်ဖို့ကြိုးစားပေမဲ့တော့ခတ်ထားသလိုဖြစ်နေပြီးအတွင်းထဲမှာလည်းဘာမှမမြင်ရပါဘူးဗီရိုကိုအနံ့ခံကြည့်တဲ့အခါရင်ကောင်တွေကသူ့ကိုထပ်နောက်ရှက်ပြန်ပါတယ်မားတယောက်လုံခြုံရေးကင်မရာတွေကိုလိုက်ရှာပေမဲ့တခုမှရှာမတွေ့ပါဘူးသူကသူ့ကိုအမျက်မကယ်ရင်ဒီအခန်းထဲမှာပဲစီးသွားပြစ်မယ်လို့ချိန်ချောက်လိုက်ပါတယ်ဘာတော့ပြန်မှုမှမရှိသေးတာကြောင့်သူဟာသူ့ကိုဖမ်းထားတဲ့သူတွေကိုဆဲဆိုရင်နေရန်ကိုစီးနဲ့ပန်းပစ်လိုက်ပါတော့တယ်နောက်ထပ်နာရီအနည်းငယ်ကြာတဲ့အထိမားတယောက်တည်းထိုင်ရင်သူဒီကိုဘယ်လိုရောက်လာလဲဆိုတာစဉ်းစားနေပေမဲ့ဘာမှတေချာမမှတ်မိပါဘူးအကယ်၍တယောက်ကသူ့ကိုအမျက်မလားခေါ်ရင်ကျမ်းပြင်ပေါ်မှာအညစ်အကြေးဆွံ့ရတော့မယ်ဆိုတာသူသိနေပါတယ်အဲ့ဒီနောက်သူကဗိုက်စာတဲ့ရင်ငတ်တဲ့အလုပ်တရက်ပြက်ကွက်နေလို့အလုပ်ရှင်စီဖုန်းဆက်ရမယ်ဆိုပြီးအော်ဟစ်ပါတော့တယ်တကားကိုတအားထုရိုက်ပြီးအတန်းကျကျထွက်အောင်ခပ်ပတ်နဲ့ပါရိုက်နှက်ပေမဲ့ဘာမှထူးမလာပါဘူးမိနစ်အနည်းငယ်ကြာအောင်ညှဉ်းညူပြီးနောက်မားတယောက်ဗီရိုကိုစတင်ကန်ကြောက်ပါတော့တယ်ဒါလည်းအပူပါပဲနောက်ဆုံးဗီရိုပေါ်တက်ပြီးအော်ဟစ်တောင်းဆိုပေမဲ့အချီးနှီးပါပဲနောက်တစ်နေ့မှာတော့ကြွက်သေးပေါ်မှာလောက်ကောင်တွေတောင်ထွက်နေပါပြီကျမ်းပြင်ပေါ်မှာအိပ်ပျော်သွားတဲ့မားနိုးလာတဲ့အခါဘာမှပြောင်းလဲမသွားတာကိုတွေ့ရပါတယ်ဖုန်းထုတ်ကြည့်ရင်လက်ချော်ကျသွားတာကြောင့်ဖုန်းလဲကွဲသွားပါတယ်လိုင်းလည်းမမိတာကြောင့်ဒီဖုန်းကအသုံးမဝင်တော့ပါဘူးရင်ငတ်တာကိုမအောက်နိုင်တော့တဲ့အဆုံးမှာခါသူ့ဖက်နှက်ထဲစီးသွားပြီးအသက်ဆက်ဖို့အတွက်ပြန်တောက်လိုက်ရပါတယ်အရသာကအရန်ဆိုးပေမဲ့ဘီယာလို့ပဲစိတ်ထဲမှတ်ပြီးတောက်လိုက်တာပါအော်ဟစ်ပြီးနောက်ဖနက်ဆူကိုပြန်စီးပြီးကြွက်တွေကိုတကားစီကန်ထုတ်လိုက်ပါတယ်အဲ့ဒီနောက်မီးသီးကိုရိုက်လိုက်တဲ့အခါအတွင်းထဲမှာတခုခုရှိနေတာသတိထားမိသွားပါတယ်အားနဲ့ထက်ရိုက်လိုက်တော့တော်တချောင်းကျလာပါတော့တယ်မားတယောက်ကြောက်ကြောက်လန့်လန့်နဲ့ပဲဗီရိုကိုဖွင့်လိုက်တဲ့အခါဂတ်စ်ဘူးနှစ်ဘူးနဲ့ကရိယာအချို့ကိုတွေ့လိုက်ရပါတယ်ပထမဆုံးမားကတူနဲ့ဆောက်ကိုတုံးပြီးတကားကိုထူးကြည့်ပေမဲ့ဆေးတွေပဲကွာကျသွားပြီးတန်တကားကတော့နည်းနည်းလေးတောင်မပဲ့ပါဘူးနောက်တော့သူနားမလဲတဲ့ဂတ်စ်ဘူးတွေကိုကရိယာတွေတုံးပြီးခက်ခက်ခဲခဲဖွင့်လိုက်ရပါတယ်ပစ္စည်းတွေကိုတက်ဆင်ဖို့အချိန်တော်ကြာသွားပေမဲ့နောက်ဆုံးမှာတော့ဂဟေစော်တဲ့မီးစက်တစ်ခုကိုရလာပါတယ်သူကမီးတော့ကိုမျက်နှာချက်ကရေဖြန်းတဲ့ခေါင်းစီအမြန်ချိန်လိုက်ပေမဲ့ဘာမှမဖြစ်လာပါဘူးအဲ့ဒီနောက်တကားကိုမီးနဲ့ထိုးကြည့်တဲ့အခါတန်ပေါ်မှာမီးလောင်ရပဲထင်ကြံခဲ့ပြီးပွင့်မသွားပါဘူးမီးလောင်ထားတဲ့နေရာကိုတူနဲ့ထပ်ထုပေမဲ့လည်းအပိုးပါပဲဒေါသထွက်သွားတဲ့မားဟာဗီရိုကိုကျမ်းပြင်ပေါ်လဲချပြီးရိုက်နှက်ပါတော့တယ်ပြီးတော့ဗီရိုပေါ်တက်ပြီးမျက်နှာချက်ကရေဖြန်းကောင်းကိုတူနဲ့ရိုက်ခွဲပစ်လိုက်ပါတယ်နောက်ထပ်မိနစ်အနည်းငယ်ကြာအောင်သူဟာအနားမှာရှိတဲ့ပစ္စည်းမှန်သမျှကိုစိတ်ရှိလက်ရှိဖျက်ဆီးပစ်လိုက်ပါတယ်သူ့ခန္ဓာကိုယ်ထဲကရေဓာတ်တွေကုံဆုံးကုန်တော့မယ်ဆိုတာသတိထားမိမှပဲသူရက်လိုက်ပါတယ်ကျမ်းပြင်ပေါ်ထိုင်ရင်သူ့အခြေအနေကိုပြန်သုံးသပ်ကြည့်တဲ့အခါတယောက်ကသူ့ကိုတဖြည်းဖြည်းချင်းနှိပ်စက်ပြီးတက်ချင်နေတာလို့ကောက်ချက်ချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲနေရံဘော်ကအပေါက်လေးတစ်ခုကိုတွေ့သွားပြီးကရိယာတွေနဲ့အဲ့ဒီအပေါက်ကိုချဲဖို့ဆုံးဖြတ်လိုက်ပါတယ်အလုတ်လုံရင်မျက်လုံးထဲဖုံတွေဝင်တာကသူ့ကိုပိုးပြီးဒေါသထွက်စေတယ်လို့ကလဲစားချေခြင်းစိတ်ကိုပိုပြင်းထန်စေပါတယ်သူနဲ့သူ့လက်ကိုထိမိသွားတာတော့မတ်မရက်မနာဆက်လုပ်နေပြီးအားကုန်မှပဲနားပါတော့တယ်နောက်ဆုံးမှာတော့အသက်ရှူရခက်ခဲလာပြီးအားအင်တွေအရန်ကုန်ခန်းသွားတာကြောင့်ဂတ်စ်ပူတွေကဂတ်စ်အချို့ကိုရှူမိပြီးတတိလစ်သွားပါတော့တယ်ကံကောင်းထောက်မစွာနဲ့သူချက်ချင်းပြန်လို့လာပြီးတခုခုမဖြစ်ခင်ဂတ်စ်ဘူးကိုပိတ်လိုက်နိုင်ပါတယ်နောက်တော့သူဟာကြွက်တေဘောကလောက်ကောင်တွေကိုဒါတွေကကျမ်းမာရေးနဲ့ညီညွတ်တယ်ဆိုပြီးခက်နေတဲ့ပြောရင်းစားလိုက်ပါတယ်အရသာကဆိုးလာပေမဲ့တက်နိုင်တဲ့လောက်များများစားလိုက်ပါတယ်နောက်ဆုံးမှာတော့ဖက်နှက်သေးပြန်စီးသွားပြီးတောက်လိုက်တာကြောင့်သူ့တောင်အန်ကျင်သွားပါတယ်နေရန်ကိုစတူးရင်းနဲ့မာ့တယောက်တန်ကူကွန်ကရစ်တိုင်တွေကိုတွေ့သွားပါတယ်သူဟာချက်ချင်းပဲမီးစက်နဲ့အဲ့ဒီတန်ချောင်းတွေကိုဖျက်တောက်ပစ်လိုက်နိုင်ပါတယ်နယံအလဲကိုရောက်ပြီလို့ယူဆပြီးသူမကြခင်လွတ်တော့မယ်လို့ကြုံဝါလိုက်ပါတယ်ပြီးနောက်ဗီရိုပေါ်မှာပဲအိပ်ပျော်သွားပါတော့တယ်နောက်တော့ရင်ကောင်တွေကြောင့်မာ့ပြန်နိုးလာပြီးနယံကိုဆက်တူးပါတယ်ဒီတစ်ခါမှာတော့သူဟာတစ်ဖက်ချမ်းကိုပေါက်အောင်တူးနိုင်ခဲ့ပါတယ်သူလန်းခေါ်ပေမဲ့ဘယ်သူမှမထူးတာကြောင့်လူတကိုယ်စာဝင်လို့ရတဲ့အထိအပေါက်ကိုချက်လိုက်ပါတယ်အတော်လေးရုန်းကန်ပြီးနောက်တစ်ဖက်ခန်းထဲရောက်သွားပေမဲ့အဲ့ဒီအခန်းကလည်းသူရှိနေတဲ့အခန်းနဲ့အတူတူပဲဖြစ်နေတာကြောင့်သူအယမ်းစိတ်ပြတ်သွားပါတယ်ဒီဘက်ကတကားကလည်းဖွင့်မရတာကြောင့်သူဒေါသတကြီးနဲ့ထုရိုက်ပါတော့တယ်မာ့လှည့်ကြည့်လိုက်တဲ့အခါလဲကျနေတဲ့မီးအိမ်ကောင်းတလားတစ်ခုနဲ့မျက်နှာချက်ကဆွဲကြိုးတစ်ခုကိုတွေ့လိုက်ရပါတယ်ဆွဲကြိုးကိုဆွဲလိုက်တဲ့အခါမီးလင်းလာပါတယ်ကောင်းတလားထဲမှာဘာရှိမလဲဆိုတာစိုးရိမ်ပြီးခုခံဖို့အတွက်အပေါက်ထဲကနေသူ့ဆောက်ကိုပြန်ယူလိုက်ပါတယ်ခေါင်းတလားကိုဖွင့်လိုက်တဲ့အခါအိပ်ပျော်နေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်သူမကိုတို့ကြည့်ပေမဲ့ဘာမှမဖြစ်ပါဘူးဒါပေမဲ့ခဏအကြာမှာတော့သူမဟာအော်ဟစ်ပြီးနိုးလာပါတော့တယ်အမျိုးသမီးကမာ့ကိုရန်ပြုတ်မဲ့သူထင်ပြီးကြောက်လန့်တကြားနဲ့သူနားမလဲတဲ့ဘာသာစကားတွေပြောပြီးတကားစီပြေးသွားပါတယ်တကားကဖွင့်မရတာကြောင့်သူမဟာအပေါက်ကနေတဆင့်မာ့ရဲ့အခန်းထဲကိုဝင်သွားပါတယ်မာ့ကစိတ်ချဖို့လိုက်ပြောပေမဲ့သူမကပူအော်တာကြောင့်သူ့အနောက်မှာပဲကြံခဲ့ပါတယ်အရာအလုံးအဆင်ပြေပါတယ်လို့ပြောတာကဘလောက်ရေစရာကောင်းလဲဆိုတာသိပြီးသူ့ရဲ့နေတော့အမျိုးသမီးကကြွက်တွေနဲ့ပြစ်ပေါက်လိုက်ပါတယ်မာ့ကလည်းမီးပိတ်ပြီးခေါင်းတလားထဲမှာပဲအိတ်လိုက်ပါတော့တယ်
နောက်တစ်နေ့မှာတော့အမျိုးသမီးကစောက်ကိုကင်ပြီးမားကနိုးလာတဲ့အထီတိုးလိုက်ပါတယ်ပိတ်မိနေတော့မဲ့ဆိုတာသိသွားတဲ့မားကပြန်အိပ်ဖို့လုပ်ပေမဲ့အမျိုးသမီးကမီးတွေအကုန်ဖွင့်ပြီးစောက်ကိုသူ့လက်ထဲထည့်ပေးပါတယ်မားခေါင်းတလားတွေကထွက်ရင်းချော်လဲသွားတဲ့အခါအမျိုးသမီးကတူကိုထပ်ပေးပြီးနောက်ထပ်နေရန်တစ်ခုကိုဖောက်ဖို့ခိုင်းပါတယ်နေရန်ကိုရွေးခိုင်းပြီးနောက်မားကစောက်ကိုကင်ခိုင်းပြီးသူကတူးနဲ့ထုပါတယ်ဒါပေမဲ့အမျိုးသမီးကထိခိုက်မှကြောက်လို့လက်ကိုပြန်ရုပ်လိုက်ပါတယ်သူမကမကူညီတာကြောင့်မားကပဲစောက်ကိုကင်ပြီးသူမကိုတူနဲ့ထုခိုင်းပါတယ်အမျိုးသမီးကအားမပါတာကြောင့်နေရန်ကချစ်ရတော့မထင်ပါဘူးနောက်ဆုံးတော့မားတဲ့အကုန်ပြန်လုပ်ရပါတော့တယ်သူနားတဲ့အချိန်သူမကကူလုပ်ပေးပေမဲ့သူမလက်ကိုပဲထိခိုက်သွားပါတယ်မားကသူမကိုကြည့်ရင်ဘသူကသူတို့ကိုဒီမှာလာပိတ်ထားတာလေလို့စဉ်းစားရင်သူမအပေါ်စိတ်ဝင်စားလာပါတယ်ရုတ်တရက်အမျိုးသမီးကစီးသွားဖို့နောက်ခန်းကိုပြေးသွားတာကိုမားလိုက်သွားတဲ့အခါသူမကသူ့စော်ကားတော့မယ်ထင်ပြီးဖန်ကွဲစားနဲ့ခုခံပါတယ်မားကသူ့ဖက်နှက်တစ်ဖက်ကိုသူမစီပစ်ပေးပြီးအဲ့ဒီထဲစီးသွားပေးဖို့လက်ဟန်ချေဟန်နဲ့တောင်းဆိုပါတယ်အစပိုင်းမှာသူမညင်းပေမဲ့မားကအော်ဟစ်လိုက်မှစိတ်ပြောင်းသွားပါတယ်သူမကမားကိုကြောခိုင်းပြီးဖက်နှက်ထဲစီးသွားပေးလိုက်ပါတယ်အဲ့ဒီနောက်မားကစီးကိုတောက်ပြီးသူမအတွက်လည်းအနှဲငယ်ချန်ပေးထားပါတယ်သူလောက်ကောင်တွေကိုစားရင်နောက်ပိုင်းမှာအလုပ်လုပ်နေတော့အမျိုးသမီးကသူမရဲ့အာဖရိကကအိမ်เจ้าတွေပြောပြီးငိုနေပေမဲ့မားကဘာမှနားမလည်ပါဘူးသူမစိတ်ပြေလက်ပြောက်ဖြစ်အောင်မားကတချင်းဆိုပြရမှာသူမရေမောသွားပါတယ်သူမကိုလည်းပြန်ဆိုခိုင်းတဲ့အခါသူမကရိုးရတချင်းလေးကိုတားရတဲ့အတန်လေးနဲ့ဆိုပြပါတယ်သူမကနေရန်ကိုရိုက်ပြီးစီးချက်လိုက်ပေးတဲ့အခါမားကလည်းအလိုက်တင်ထုရိုက်ရင်းနဲ့သူ့လက်ကိုတူနဲ့ထုမိသွားပါတယ်တွေးထွက်နေတာကိုမြင်တော့အမျိုးသမီးကသူမအုတ်ထုတ်ကအစအနာလေးကိုဖြတ်ပြီးစီးပေးလိုက်ပါတယ်အခုတော့မားကစောက်ကိုကင်ပြီးသူမကတူနဲ့ထုပေးရပါတယ်သူမကနှေးပေမဲ့မတော်တဆမားရဲ့လက်ကိုထုမိပြန်ပါတယ်ဒါပေမဲ့မားကရပါတယ်ဆိုပြီးဆက်လုပ်ခိုင်းပါတယ်ရုတ်တရက်တကားလက်ကင်ကလှုပ်ရှားလာပါတယ်အမျိုးသမီးကပြေးဖွင့်ပေမဲ့မရပါဘူးမားကလည်းဝိုင်းဖွင့်ပေမဲ့မရပါဘူးသူကအော်ဟစ်အကူညီတောင်းပြီးသူမကတော့ငိုနေပါတော့တယ်အရှုံးမပေးပဲမားကနေရန်ကိုပြန်သွားပြီးသူမကိုဆက်ထုခိုင်းပါတယ်တကားလက်ကင်ကထက်လှုပ်လာပေမဲ့လည်းဖွင့်မရပြန်ပါဘူးဒေါသထွက်နေတဲ့မာကသူတို့ကိုဖမ်းထားတဲ့သူတွေကိုတနေ့ကျရင်ပြန်နှိပ်စက်သက်ပြစ်မယ်လို့ကြုံဝါလိုက်ပါတယ်သူမထုလိုက်တိုင်းတကားလက်ကင်ကလှုပ်နေတာကိုမသတိထားမိသွားပြီးဒါဟာထောင်ချောက်ဖြစ်မှန်းသိသွားပါတယ်သူတို့လှည့်ကြည့်လိုက်မှအဲ့ဒါကရက်သွားတာကိုသိသွားတဲ့နောက်သူတို့နှစ်ယောက်ဟာတကားကိုမကြည့်ပဲနောက်ပြန်လျှောက်သွားကြပါတယ်ဒီတစ်ခါမှာတော့တကားပွင့်သွားပြီးနောက်ထပ်အခန်းထဲရောက်သွားပါတယ်အဲ့ဒီမှာတော့တူးထားတဲ့အုတ်ကူတစ်ခုနဲ့စာသားမပါတဲ့ကြောက်တိုင်တစ်ခုကိုတွေ့ရပါတယ်မာကအုတ်ကူထဲစစ်ဆေးပေမဲ့ဘာမှမရှိပါဘူးဒါဟာသူတို့အတွက်ပြင်ထားတာလို့သူယူဆလိုက်ပါတယ်သူတို့အုတ်ကူထဲကိုဆက်တူးဖို့ဆုံးဖြတ်လိုက်ကြပါတယ်နိုင်ပေါင်းများစွာတူးပြီးနောက်မာတယောက်ဖျားပြီးလဲကျသွားပါတယ်သူဟာဖမ်းဆီးထားသူတွေကိုဆဲဆိုရင်စိတ်သက်တွေကျဆင်းနေပါတယ်အမျိုးသမီးကသူ့ကိုဆွဲထုတ်ပေမဲ့သူကမထတာကြောင့်သူမကဖျားသခင်ကိုအော်ဟစ်တိုင်တီးပြီးသူမရဲ့မျက်ရည်တွေကိုမာ့ရဲ့ပါဇက်ထဲထည့်ပေးကရေတက်ဖြည့်ပေးပါတယ်စိတ်ပြတ်အားငယ်နေတဲ့အခြေအနေမှာသူတို့နှစ်ယောက်ဟာတဦးကိုတဦးနှွေးထွေးမှုပေးရင်းကြမ်းပြင်ပေါ်မှာပဲအတူတူအိတ်ဆက်လိုက်ကြပါတယ်အတန်ကြာအိတ်ဆက်ပြီးနောက်မာခါနိုးလာတဲ့အခါသူ့ဘေးမှာအမျိုးသမီးရှိနေတာကိုတွေ့ရပါတယ်သူကခေါင်းတလားထဲကအခင်းတွေကိုခွာပြီးအမျိုးသမီးကိုစောင်းဖြစ်ခြုံပေးလိုက်ပါတယ်ခဏအကြာမှာတကားလက်ကင်ကလဲလာတာကြောင့်မာကအမျိုးသမီးကိုအမြန်နိုးပါတယ်သူတို့နှစ်ယောက်လုံးအားအင်ကုန်ခန်းနေပေမဲ့တဦးကိုတဦးဖေးမှတ်ပြီးတကားကိုမကြည့်ပဲနောက်ပြန်လျှောက်သွားကြပါတယ်တကားပွင့်သွားလို့လှည့်ကြည့်လိုက်တဲ့အခါသူတို့ဟာတာယာလှပတဲ့ပရတိတုပုံကိုရောက်နေတာကိုအံ့ဩစွာတွေ့လိုက်ရပါတယ်တကယ်တော့သူတို့ဟာအာဒန်နဲ့အဝဖြစ်နေပြီးအတူတူစူးစမ်းအားထုတ်မှုတွေလုပ်ပြီးမှပျော်ရွှင်မှုကိုရယူပိုင်ခွင့်ရှိတယ်ဆိုတာကိုပြသသွားတာပဲဖြစ်ပါတော့တယ်ဒီလိုဗီဒီယိုတွေထပ်ကြည့်ဖို့ subscribe လုပ်ပြီးခေါင်းလောင်းလေးနှိပ်ထားပေးကြပါဦးကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်